ရှော့လိုက်ဖိအားပေးတဲ့ကစားသမားဖြစ်တဲ့အတွက်တန်းစင်အတွက်လွယ်ကူမဲ့ပြိုင်ပွဲတော့မဟုတ်ပါဘူးအနီးဆက်ဆုံးပြောရရင်စူရီယန်လက်လိုကစားသမားမျိုးပါစူရီယန်လက်ထက်ကိုတက်ကွက်ပို့ဆုံပြီးတော့တရောင်ရဲချက်တွေဒူးတိုက်ချက်တွေကလည်းပိုကောင်းပါတယ်မတ်လ23ရက်နေ့တုန်းက Channel 7မွေထိုင်းပွဲမှာဆိုရင်လည်းပြိုင်ပွဲ Thai Fighter ကိုတရောင်ရဲချက်နဲ့တင်ပွဲသိမ်းနိုင်ခဲ့တာပါလက်တလောသူ့ရဲ့လေ့ကျင့်မှုတွေကိုလေ့လာကြည့်ရတဲ့လောက်ကတရောင်ရဲချက်ပိုင်းတွေကိုပုံမကောင်းမွန်လာအောင်မွမ်းမံနေတာကိုတွေ့ရပါတယ်နောက်ပြီးတော့အခုလာမဲ့တန်းစင်တဲ့ပွဲဟာပစုခွန်ဘေးအတွက်ဝမ်းတကြောပြန်ပွဲပါဒါကြောင့်မလို့လက်ရှိချိန်မှာသူ့ကိုယ်သူယုံကြည်မှုပြန်ရနေပြီးတော့ပြီးခဲ့တဲ့ပွဲမှာအသုံးတက်ခဲ့တဲ့တရောင်ရဲချက်တွေကိုတန်းစင်တဲ့ပွဲအတွက်လည်းတေချာပြင်ဆင်လာမှာပါပစုခွန်ဘေးအနေနဲ့လက်သီးပါဝါပိုင်းမှာပြင်းနေဆိုပေမဲ့စရူရန်လက်လောက်တော့မပြင်းပါဘူးအဓိကအဖြစ်သတိထားသင့်တာကပစုခွန်ဘေးရဲ့ body shot တွေနဲ့ဒူးတိုက်ချက်တွေပါပစုခွန်ဘေးဟာဒူးတိုက်ချက်တွေနဲ့ပွဲသိမ်းထားပြီးတော့တက်လုံချွေးတဲ့ body shot တွေကလည်းထိရောက်တယ်ဆိုတာကိုခွန်စုဖဲတဲ့နဲ့ပွဲမှာကြည့်ရင်သိတာပါတယ်ခွန်စုဖဲတဲ့အနေနဲ့လည်းပစုခွန်ဘေးရဲ့ body shot တွေကြောင့်အမတ်စင်ရေခံခဲ့ရပြီးတော့ဒုတိယချီအချိန်ပြည့်သွားလို့ဒါမရှုံးနိုင်ခဲ့တာပါတန်းစင်အနေနဲ့လည်းခနာကိုထိုးခံနိုင်မှုပိုင်းမှာအနေငယ်အားနေတဲ့အတွက်စိုးရိမ်မိပါတယ်